Attention all ships, attention all ships. ဟော်မုဇ်ရေလက်ကြားမှာဖျက်ဆီးမဲ့သင်္ဘောတွေရဲ့လုံခြုံရေးတွေအခကြေးငွေကောက်ခံမှုဥပဒေမူကြမ်းတစ်ခုကိုအီရန်လွှတ်တော်ကပြင်ဆင်နေတယ်လို့နိုင်ငံပိုင် Fars သတင်းဌာနကမတ်လ25ရက်နေ့မှာဖော်ပြပါတယ်။ဒီဥပဒေကြမ်းဟာလာမယ့်သတင်းပတ်ထဲမှာပြီးသက်နိုင်မှုမျှော်လင့်ထားတယ်လို့လည်းအမည်မဖော်လိုတဲ့လွှတ်တော်မှတ်တဦးရဲ့ပြောကြားချက်ကိုအဲ့ဒီသတင်းမှာကိုးကားထားပါတယ်။အီရန်အနေနဲ့ဟော်မုဇ်ရေလက်ကြားပေါ်ချုပ်ချာအာဏာထိန်းချုပ်မှုနဲ့စောင့်ကြည့်ခွင့်တွေကိုဥပဒေအရတရားဝင်သိမှတ်ပြုဖို့ကြိုးပမ်းနေတာဖြစ်တဲ့ကြောင်းနဲ့အခုလိုခွန်ကောက်ခံမှုကြောင့်နိုင်ငံအတွက်လည်းဝင်ငွေရလန်းတစ်ခုဖြစ်လာမယ်လို့အဲ့ဒီလွှတ်တော်မှတ်ကပြောပါတယ်။အရှေ့လက်ပိုင်းစစ်ပွဲဟာသတင်းပတ်၄ဘက်မြောက်ကုန်ကာနီးတီဟော်မုဇ်ရေလက်ကြားမှာရေနံတင်သင်္ဘောတွေတွာလာလို့မရသလောက်ပိတ်ဆို့နေပြီးတရုတ်နဲ့အီရန်တို့နဲ့ပတ်သက်တဲ့သင်္ဘောအနှဲငယ်လောက်ပဲဖျက်ဆီးခွင့်ရနေတာဖြစ်ပါတယ်။ပင်လယ်ရေကြောင်းစောင့်ကြည့်ရေးဖွဲ့တွေရဲ့အဆိုအရအီရန်တော်လိုင်းစောင့်တဲ့ IRGC ကစောင့်ကြည့်နေတဲ့ဒီရေလက်ကြားကိုခုချိန်မှာသင်္ဘောအနှဲငယ်လောက်ပဲနေ့စဉ်ဖျက်ဆီးနေကြပြီးနေ့စဉ်ဖျက်ဆီးမှုဟာစစ်မဖြစ်ခင်ကထက်95%လောက်လျော့ကျသွားပါတယ်။သင်္ဘောတချို့ကတော့အီရန်ကခွင့်ပြုထားတဲ့လမ်းကြောင်းသစ်ကိုအသုံးပြုနေကြပြီးအဲ့ဒီလမ်းကြောင်းကိုရေကြောင်းသွားလာရေးဆိုင်ရာထိပ်တန်းဂျာနယ်တစ်ခုဖြစ်တဲ့ Lloyd List ကတီဟူရန်ခွန်ကောက်ခံရေးဂိတ်လို့မြည်ပေးထားပါတယ်။အီရန်ကစစ်ဆေးပြီးတဲ့သင်္ဘောဆိုရင်အီရန်ကမ်းလွန်ပင်လယ်မှာရှိတဲ့လာရက်ကျွန်းကဒီလမ်းကြောင်းကိုသုံးနိုင်မှုတွေအမေရိကန်ဒေါ်လာ2 သန်းပေးဆောင်ရတယ်လို့ဖော်ပြထားပါတယ်။ခုခါမှာအိန္ဒိယ၊ပါကစ္စတန်နဲ့တရုတ်နိုင်ငံတို့ပါဝင်အစိုးရတချို့ကတော့သင်္ဘောဖျက်ဆီးခွင့်တွေအီရန်ဆိုရနဲ့တိုက်ရိုက်ဆွေးနွေးနေကြပြီး IRGC ကလည်းခွင့်ပြုချက်ရသင်္ဘောများတွေမှတ်ပုံတင်စနစ်တစ်ခုသတ်မှတ်ထားတယ်လို့ Lloyd List ကဆိုပါတယ်။မလ23ရက်နေ့ထိဒီလမ်းကြောင်းသစ်ကိုအသုံးပြုနေတဲ့သင်္ဘော20ကျော်ရှိနေပြီးအများစုဟာဂရိပိုင်သင်္ဘောတွေဖြစ်တယ်လို့အိန္ဒိယ၊ပါကစ္စတန်နဲ့တရုတ်တို့နဲ့ပတ်သက်တဲ့သင်္ဘောတွေလည်းပါဝင်တယ်လို့ Lloyd List ကဆိုပါတယ်။မလ20ရက်နေ့နောက်ပိုင်းဖြစ်တဲ့သင်္ဘောတဝက်ကျော်ဟာသူတို့ရဲ့ AIS အချက်ပြမှုကနေတဆင့်သင်္ဘောပိုင်ရှင်သင်္ဘောသားဒါမှမဟုတ်ကွန်စီရီရဲ့ချက်လက်တွေကိုအတိလင်းဖော်ပြလာကြပါတယ်။ဒီရေလက်ကြားကိုဖွင့်ထားပေမဲ့အားလုံးတော်တော်မဟုတ်ဘူးလို့နိုင်ငံတကာရေကြောင်းဖွဲ့ IMO ကနေတဆင့်မလ24ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာအီရန်ကပြောထားပါတယ်။တမချက်နဲ့ကမ်းခြေတဲ့နိုင်ငံတွေကသင်္ဘောတွေဟာဘေကင်းစွာဖျက်ဆီးခွင့်ရနိုင်ပေမဲ့အီရန်အာဏာပိုင်တွေနဲ့ညှိနှိုင်းဆောင်ရွက်ရမယ်လို့အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။1982ခုနှစ်မှာတည်ပြုပြီး1994ခုနှစ်မှာစတင်သက်ဝင်ခဲ့တဲ့ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်းအရဟော်မုဇ်လိုရေလက်ကြားတွေကနေဖျက်ဆီးသွားလာခွင့်ကိုအာမခံထားပါတယ်။အီရန်ဟာအဲ့ဒီကွန်ဗင်းရှင်းကိုဘယ်တော့မှအတည်မပြုခဲ့ပေမဲ့ဒီလိုဖျက်ဆီးသွားလာခွင့်ဟာနိုင်ငံတကာထုံးတမ်းစင်လာဥပဒေရဲ့အစိပ်ပိုင်းတစ်ခုလို့လူများကလက်ခံထားတဲ့ကြောင်းနိုင်ငံတကာဥပဒေပေါမောက္ခမာကိုရိုစ်ချီနီကပြောပါတယ်။လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာတောင်ရေလက်ကြားတွေကိုဖျက်ဆီးသွားလာခွင့်ဟာဆက်လက်တည်ရှိနေရမှာဖြစ်ပြီးဟော်မုဇ်ရေလက်ကြားကနေကုန်သွယ်ရေးသင်္ဘောတွေသွားလာမှုကိုပိတ်ပင်တာဟာတရားမဝင်နိုင်ဘူးလို့လည်းသူကပြောပါတယ်။အိန္ဒိယဘက်ကတော့နိုင်ငံတကာဥပဒေတွေအရရေလမ်းကြောင်းမှာလွတ်လပ်စွာသွားလာခွင့်တွေရှိရမှာဖြစ်လို့ဘလို့အခကြေးငွေမှပေးစရာမလိုဘူးလို့ပြောထားပါတယ်။တရုတ်ဆိုရကလည်းတရုတ်သင်္ဘောတချို့ဟာဒေသခံကိုယ်စားလှယ်တွေကနေတဆင့်ကာကွယ်ပေးကတွေပေးနေတယ်လို့ဆိုပါတယ်။နိုင်ငံတကာဥပဒေအရသွားလာခွင့်ရှိရမှာဖြစ်ပေမဲ့တရုတ်ဟာအီရန်ရဲ့ရေနံများစုကိုဝယ်ယူပေးနေပြီးအီရန်စီးပွားရေးတွေလွန်ရေးပါတဲ့ကုန်သွယ်ဘက်နိုင်ငံဖြစ်နေပါတယ်။အီရန်ဘက်ကတော့ဟော်မုဇ်ရေလက်ကြားမှာလုံခြုံရေးနဲ့တည်ငြိမ်မှုအပြည့်အဝပြင်ရဖို့ဆိုတာဒေသတွင်းမှာစစ်ရေးရာချင်းချောက်မှုတွေအဆုံးသတ်သွားမှုပေါ်မှာပဲမူတည်တယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ شون بدیم و به دنیا بشیم باورشون شاید نمیشد فکر میکردن که ایران بلوف میزنه